အားလုံးမင်္ဂလာပါကတရီမှာဒီနေ့မှာတော့ဇာတ်များတန်းတင်ရေးသားထားတဲ့ကျွန်တော်ဆက်ရွေးရေးချင်သောဝတ္ထုများဒုတိယပိုင်းကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဆက်ရွေးရေးချင်သောဝတ္ထုများနဲ့တက္ကသိုလ်ပရောမှကျွန်တော်ထွက်ခွာခဲ့သည်မှာအနှစ်20ကျော်ပြီကိစ္စရှိ၍တခါတရံရောက်သည်မှအပတက္ကသိုလ်မှခံကောရိပ်တွင်ခြေမချခဲ့သည်မှလည်းကြားပြီလုံးဝမရောက်သေးနှစ်က10နှစ်နီးပါးပင်ရှိတော်မူယနေ့နံနက်တွင်မူအနေဝေးခဲ့သောတက္ကသိုလ်ဘက်သို့လမ်းလျှောက်ထွက်မည်ဟုစိတ်ကူး၍ထွက်ခဲ့သည်လမ်းလျှောက်ရင်းစာရေးရန်ရှောင်ပွေထားသောအချက်လက်များကိုခေါင်းထဲတွင်စီစဉ်နေရာချသည်ခေါင်းထဲတွင်ဖွဲ့စည်းစာအရေးတီးစာပြုနေပြီဖြစ်သောဇလံဇက်ကွက်များဇက်ကောင်များကိုအကွက်ချသည်တခါတရံတွင်လည်းမိမိဖတ်ပူးသောစာအုပ်များမှအချက်လက်များကိုကြီးညက်အောင်လုပ်ရသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသောတက္ကသိုလ်ပရဝဏ်လမ်းများပေါ်တွင်ကိုယ်ခြေတံကိုနားထောင်၍သော၎င်းကြေးငှက်တို့၏မြည်ကျူးတံကိုနားထောင်၍သော၎င်းလမ်းလျှောက်ရသည်မှာစိတ်ကိုလန်းဆန်းစေသည်လမ်းလျှောက်ခြင်းသည်ကျွန်တော်အစာအိမ်ထဲရှိအစာများကိုသာကြီးညက်စေသည်မဟုတ်ကျွန်တော်အုံနှောက်ထဲရှိစားများကိုကြီးညက်စေအောင်လုပ်ရနိုင်လဲများစွာအထောက်အကူဖြစ်စေသည်ကျွန်တော်သည်ဝန်ဒါမီယာဘက်မှဝင်ကအင်းရလန်အတိုင်းမြောက်ဘက်သို့လျှောက်လာခဲ့သည်အင်းရလန်တစ်လျှောက်တွင်တိုက်သစ်တွေပြည့်နေပြီကျွန်တော်တို့ကျောင်းသားဘဝတနင်္ဂနွေနေ့များတွင်ရွှေကုန်းသို့လမ်းလျှောက်သွားကြလျင်အင်းရလန်မှဖြတ်လေရှိရာထိုစဉ်ကပင်လျင်ဤမြလောက်တိုက်တာအိမ်ခြေတွေမများကြသည်တချို့နေရာ၌တစ်တိုပင်မယမ်းပင်ပိန်းနေပင်စသည့်ပင်ဆောက်ကြီးတွေဖြင့်မဲမှောင်လျက်ရှိသောခြံကြီးများနှင့်အိမ်အိုအိမ်ဟောင်းကြီးများတိုက်အိုတိုက်ဟောင်းကြီးများကိုမြင်ရလေသည်လှိဝက်သေးဖို့ဝတ္ထုများထက်ကခြံကြီးများလိုယခုကအင်းရလန်တစ်လျှောက်တွင်ခြံအိုခြံဟောင်းအိမ်အိုအိမ်ဟောင်းတိုက်အိုတိုက်ဟောင်းတို့မရှိကြတော့တစ်လွင်ခင်မိသောတိုက်တာများကိုမြင်ရသည်ရခင်တိုက်အိုတိုက်ဟောင်းကြီးများသည်ပင်လျှင်အပြင်းစင်အသက်အမွန်မှန်တစ်တို့ဖြင့်ငယ်မှုပြန်နေကြသည်အသက်50ကျော်မှစပင်ကောက်သောဖောက်ခွဲပေါ်သောခြေသေးလက်သေးဆိုသောမက်ဖက်တန်မိတ်ကပ်ဖြင့်အလှပြင်တတ်သောတိုက်ကြီးအင်ကြီးရှင်အထက်တန်းစားမင်းဆိုကြော်ကြီးများကဲ့သို့ငယ်မှုပြန်လျက်ရှိကြသည်အင်ကြီးရှင်မမတို့ငယ်မှုပြန်တဲ့ကဲ့သို့၎င်းတို့၏ရိပ်မြုံအိုကြီးများပင်လျင်ငယ်မှုပြန်လျက်ရှိကြသည်လမ်းဘေးမြက်ခင်းပေါ်၌စကားပွင့်တွေဖွင့်နေသည်စကားပွင့်ရနံများကလည်းမွေးလျက်ရှိသည်ကျွန်တော်သည်ခြေလမ်းမှန်မှန်ဖြင့်လမ်းလျှောက်လာရင်အင်းရလန်ကိုလေ့လာမိသည်ခေတ်ကြီးပြောင်းသလိုအင်းရလန်ကလည်းပြောင်းလဲခဲ့လေပြီရခင်ကဘဲအေးရကြီးများဖြတ်မောင်းလေးရှိသောအင်းရလန်ပေါ်၌ family ကားများဖြတ်တန်းသွားခြင်းကိုမြင်ရသည်စစ်ပြီးစကျွန်တော်တို့ခေတ်တုန်းကတက္ကသိုလ်လေ့ကျင့်ရေးတက်ရင်ကိုပြန်မဖွဲ့သေးယခုလေ့ကျင့်ရေးဆင်နေကြသောတက္ကသိုလ်လေ့ကျင့်ရေးတပ်သားများကိုမြင်ရသည်ရခင်ကကျွန်တော်တို့၏ဆရာများနေခဲ့ကြသောတက္ကသိုလ်အမှုထမ်းများအိမ်တွင်ကျွန်တော်မိတ်ဆွေပေါင်းမုတ်ခါများကတိကများဆရာများရောက်နေကြသည်အချိန်တီးဟုသောရေအလျင်သည်တသွင်သွင်းစီးဆင်းလျက်ရှိသည်ဤသို့လမ်းလျှောက်၍ကောင်းသောအသက်ရှူ၍ကောင်းသောအင်းရလန်ကိုလေ့လာ၍ကောင်းသောခြံတစ်ခြံထဲမှခြေစီတန်းနှင့်အမျှဝေတံကိုကြားရသည်ထိုအတန်းတို့ကိုကြားသည်၌ကျွန်တော်အတွေ့အလျင်သည်စီးကြောင်းပြောင်းသွားသည်ခြေစီတန်းကိုကြားလိုက်ရသောအခါ၌အကျဉ်းထောင်ထဲ၌နေခဲ့ရစဉ်ကဖတ်ခဲ့သောဘာသာရေးကျမ်းများကိုတွားအမှတ်ရသည်အကျဉ်းထောင်ထဲ၌နေခဲ့ရစဉ်ဘ
ဘာသာရေးကျမ်းတော်တော်များများကိုသာဖတ်ခဲ့ရသည်၎င်းတို့အထက်တွင်ကျွန်တော်မှတ်မှတ်ရရဖြစ်နေသောစာအုပ်3 အုပ်ရှိသည်တအုပ်မှာလေဒီဆရာတော်ဖျားကြီးရေးသောလေဒီပု္ပ္ပစာအဖြေပေါင်းချုပ်ကျမ်းကြီးဖြစ်သည်လန်ဒန်ပါဠိဒေဝီခေါ် Mrs. Wright David နှင့်အင်္ဂလိပ်အဘိဓမ္မာဆရာကြီး Bertrand Russell တို့၏အမေပု္ပ္ပစာများကိုဖြည့်ဆို့ထားသောကျမ်းကြီးဖြစ်သည်အဘိဓမ္မာဆရာကြီး Bertrand Russell ကပစ္စည်းနှင့်ပစ္စုပန်တို့၏အကြောင်းမေးမြန်းထားခြင်းကိုလေဒီဆရာတော်ဖျားကြီးကရှင်းရှင်းလွယ်လွယ်ဖြင့်ဖြေထားသည်အဘိဓမ္မာဆရာကြီးဟာယွန်း၏အဘိဓမ္မာနှင့်ဗုဒ္ဓ၏အဘိဓမ္မာတို့ကိုလည်းနှိုင်းယှဉ်မေးမြန်းထားသည်ထိုအမေကိုမူဟာယွန်း၏အဘိဓမ္မာကိုနားမလည်သည့်အတွက်နှိုင်းယှဉ်ပြဆိုခြင်းမပြုနိုင်ဟုလေဒီဆရာတော်ဖျားကြီးကရိုးရိုးရှင်းရှင်းကြီးဖြေဆိုလိုက်သည်ကျွန်တော်ကလေဒီဆရာတော်ဖျားကြီး၏ပိဋကတ်စာပေနှံဆက်ပုံစာအရေးသားရှင်းလင်းလွယ်ကူရိုးသားဖြောင့်မတ်ပုံတို့ကိုကြည့်၍များစွာပီတိဖြစ်ရသည်နောက်တအုပ်မှာဆရာကြီးဦးရွှေစံအောင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောသင်္ကြိုသင်္ကပ္ပအမည်ရှိသောကျမ်းကြီးဖြစ်သည်ဆရာကြီးဦးရွှေစံအောင်သည်သင်္ကြိုကိုအင်္ဂလိပ်ဘာသာသို့ပြန်ဆိုရ၌မှတ်သားဖွယ်နိဒန်းကြီးတစ်စောင်ကိုလည်းရေးခဲ့သည်ဆရာကြီးဦးရွှေစံအောင်၏နိဒန်းသည်စင်းစစ်၌စစ်တမ်းကြီးတစ်စောင်ဖြစ်လေသည်ကျွန်တော်သည်ဆရာကြီးဦးရွှေစံအောင်၏နိဒန်းကိုဖတ်၍လည်းပီတိဖြစ်ရသည်တတိယအုပ်မှာဆရာကြီးဦးဖေမောင်တင်အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုထားသည်ဝိသုဒ္ဓိမတ်ကျမ်းကြီးဖြစ်သည်ထိုကျမ်းကြီးမှာတီဟိုမှရှင်ဗုဒ္ဓဂေါသ၏လက်ရာဖြစ်၍လန်ဒန်ပါဠိအသင်းကြီးမှထုတ်ဝေခဲ့ခြင်းဖြစ်သည်ဆရာကြီးဦးဖေမောင်တင်ကပါဠိဘာသာမှအင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့ခြင်းဖြစ်လေသည်ကျွန်တော်သည်ဆရာကြီးဦးဖေမောင်တင်၏ဝိသုဒ္ဓိမတ်ကျမ်းကိုဖတ်၍လည်းပီတိဖြစ်ရသည်ကျွန်တော်ထို့သို့တွေးလျှောက်လာစဉ်အင်းရလန်နှင့်တက္ကသိုလ်ရိပ်သာလမ်းဆောင်သို့ရောက်လာသည်ကျွန်တော်သည်တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်ကာအင်းရလန်အတိုင်းဆက်လက်လျှောက်လာခဲ့ပြန်သည်အင်းရယတနာစသည့်ကျောင်းဆောင်များကိုဖြတ်လာခဲ့ပြီးနောက်တက္ကသိုလ်ပွဲနှင်းသဘင်နောက်မှချိုးကာအင်းရကံမောင်းဘက်သို့ဆက်လျှောက်လာခဲ့သည်အင်းရကံဘက်သို့ကျွန်တော်ရောက်လာသည့်အချိန်၌6 နာရီခွဲသာရှိသေးသည်နှင်းကျွင်းတို့သည်အင်းရကံကိုပိုးစာပွားပါဖြင့်ရစ်တိုင်းထားသကဲ့သို့ရှိတရက်ပင်အုံများအောက်၌အမှောင်သည်တွဲကပ်ခိုအောင်လျက်ပင်ရှိသေးသည်ကျွန်တော်သည်လမ်းလျှောက်လာရင်တရက်ပင်အုံများစီသို့လှမ်းကြည့်လိုက်သည်တရက်ပင်အုံများအောက်၌အမျိုးသမီးတစ်ယောက်အင်းရကံကိုမျက်နှာမူ၍ရပ်လျက်ရှိသည်ကျွန်တော်ကဲ့သို့စောစောစီစီလမ်းလျှောက်သူလောသို့ဖြစ်လျင်ထိုအမျိုးသမီးသည်အဘဲကြောင့်တယောက်ထီထီလာရသနည်းကျွန်တော်သည်တရက်ပင်အုံများအောက်သို့လျှောက်လာခဲ့သည်ထိုအမျိုးသမီးသည်လမ်းလျှောက်လာသူလောသို့ဖြစ်လျင်နက်နက်စောစောကြီးတွင်အဘဲကြောင့်တယောက်တည်းလမ်းလျှောက်လာရသနည်းအင်းရကံမောင်းရိုးတွင်လူသူရှင်းလျက်ရှိကျောင်းပိတ်ချိန်ဖြစ်၍လမ်းလျှောက်လေရှိကြသောကျောင်းသားကျောင်းသူများလည်းမရှိကြအသက်ကြီးလာသဖြင့်ကျန်းမာရေးကိုအလွန်ဂရုစိုက်တတ်ကြသောပင်စင်စားအရာရှိကြီးများဖြစ်ဟန်တူသည့်ပုဂ္ဂိုလ်ကြီးတဦးစနှစ်ဦးစကိုသာတွေ့ရသည်ထိုအမျိုးသမီးသည်ချောကလက်ရောင်စိန်ကတိပါရင်ပုံးကိုဝတ်ထားကမူတုံရဲ့အပြာရောင်ချီချောလုံးကြီးတစ်ထည်ကိုဝတ်ထားပြီးခြေထောက်တွင်ကြံရောင်ကတိပါဖနက်ကိုစီးထားသည်ထိုအယောင်များကြားမှာဖြူဝင်းသောအသားသည်ထင်းကနေပေါ်လျက်ရှိသည်စပင်များကိုတည်တတ်စွာဖိထားသဖြင့်၎င်း၏မဟာနဖူးသည်ခန့်ထဲသောအတွင်ကိုဆောင်းလျက်ရှိကျွန်တော်သည်
ထိုအမျိုးသမီးအနီးသို့လျှောက်လာခဲ့သည်ထိုအမျိုးသမီးကိုကျွန်တော်တဲကွဲစွာမြင်နေရပြီကျွန်တော်ကထိုအမျိုးသမီးကိုတစ်ချက်မျှလှမ်းကြည့်လိုက်သည့်အခါ၌၎င်းနှင့်အကြည့်ချင်းဆုံမိကြသည်ခက်လက်လက်မှမြင်ရသည့်အတွက်ကြောင့်တစ်ကြောင်းအမှောင်ဖြိုးဖြရှိနေသေးသည့်အတွက်ကြောင့်တစ်ကြောင်းခက်စောစောကအမျိုးသမီးငယ်တစ်ဦးဟုကျွန်တော်ထင်မှတ်ခဲ့ရာအနီးကပ်၍ကြည့်လိုက်သောအခါ၌ထိုအမျိုးသမီးသည်ငယ်ရွယ်သူတစ်ဦးမဟုတ်တော့ကြောင်းတွေ့ရသည်တို့ရာ၌နုပြိုတင်သလောက်နုပြိုဆဲရှိပါသေးသည်ဤအသက်ဤရွယ်၌အထူးပြင်ဆင်မှုမှန်ခြင်းမရှိဘဲလှပနေဆဲဖြစ်သည်ဖြင့်ငယ်စဉ်ကတော်တော်ချောမြင့်မိန်းမတစ်ဦးဟုအောက်မေ့လိုက်သည်ကျွန်တော်သည်ဤမြနုပြိုလျက်ရှိသေးသောအမျိုးသမီးတစ်ဦးကိုဤအဝတ်အစားဖြင့်မြင်လိုက်သောအခါမျက်စိထဲတွင်ထူဆန်နေသည်ကျွန်တော်မြင်ဖို့သိဖူးသောအသက်50ကျော်အမျိုးသမီးကြီးများသည်ခေတ်နှင့်အမီဝတ်ဆင်လေ့ရှိကြသည်၎င်းတို့သည်အရွယ်အဖြင့်နုပြိုခြင်းကိုပြန်မြနိုင်သောအခါ၌အမွန်အမှန်အပြင်စင်တို့ဖြင့်နုပြိုခြင်းကိုဖန်ဆင်းကြသည်၎င်းတို့၏ဇရာကိုခေတ်ဆန်သောအဝတ်အစားများဖြင့်ဖုံးကွယ်ရန်ကြိုးစားကြသည် Chris လှိုင်းကြီး Paul Chris စားသောအဝတ်အစားဆန်းကိုဆင်ရင်ကယိုးဒယားကလာသောဖနက်အလှလှကလေးများကိုစီးကြသည်၎င်းတို့သည်နှက်ခတ်နီဆိုကြသည်ခြေသေးလက်သေးဆိုကြသည်ရဲပေဆိုသည့်အယောင်လွင်လွင်လှလှကလေးများကိုဝတ်ဆင်ကြသည်စပင်ကိုဖြတ်၍နှစ်ဖူးပေါ်တွင်မတိမတာဝဲချထားလေရှိကြသည်၎င်းတို့သည်၎င်းတို့၏သမီးများနှင့်အလှပြိုင်ကြသည်ကျွန်တော်တွေ့ရသောအမျိုးသမီးကြီးမှာကယခုခေတ်စားလျက်ရှိသောအပြင်အစင်များလုံးဝမရှိကျွန်တော်တို့ငယ်ငယ်ကခေတ်စားခဲ့သောစိန်ကတိပါအင်ဂျီကအစကတိပါဖနက်အစုံတကူလုံးမြန်မာပြည်သားစွာဝတ်ဆင်ထားသောအမျိုးသမီးကြီးတစ်ဦးဖြစ်သည်ရုပ်ရည်တန့်ပြတ်ချောမောသောအမျိုးသမီးကြီးတစ်ဦးကိုယခုကဲ့သို့မြန်မာဆက်ဆန်အိန္ဒြေရရဝတ်ဆင်ထားခြင်းကိုမြင်ရသောအခါ၌ကျွန်တော်ရင်ထဲတွင်ကြည်နူးသောဝေဒနာတစ်မျိုးကိုခံစားလိုက်ရသည်ကျွန်တော်သည်ထိုအမျိုးသမီးကြီးကိုနောက်တစ်ကြိမ်လှမ်းကြည့်လိုက်ပြန်သည်ဤတွင်၎င်းနှင့်ကြည်ချင်းဆုံမိကြပြန်သည်ဤတစ်ကြိမ်၌ကယင်းနှီးကျွမ်းဝင်သောအရာတစ်ခုသည်၎င်း၏မျက်လုံးတွင်ရွှန်းလက်လာသည်ဟုကျွန်တော်ထင်လိုက်မိသည်ထိုအမျိုးသမီးကြီးမျက်လုံးများသည်ပြားလဲလျက်ရှိကြသည်ကျွန်တော်သည်ထိုမျက်လုံးပြားတစ်စုံကိုမြင်ဘူးသည်ထင်၏ထိုမျက်နှာကိုလည်းတော်တော်ရင်းရင်းနှီးနှီးမြင်ဘူးသည်ဟုထင်သည်စစ်မဖြစ်မီကပေါ်ပေါက်ခဲ့သောနာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ဦးလောတက္ကသိုလ်တွင်ကျွန်တော်တက်ရောက်သင်ကြားခဲ့စဉ်ကကျွန်တော်အားစာပေသင်ကြားပို့ချခဲ့သောတက္ကသိုလ်ဆရာမတစ်ဦးလောကျွန်တော်စိတ်ထဲတွင်ဝေခွဲမြဖြစ်လျက်ရှိသည်ထိုအမျိုးသမီးကြီးသည်ကျွန်တော်ကိုစိုက်ကြည့်နေရမှတစ်ချက်ပြုံးလိုက်သည်ကျွန်တော်ကလည်းပြန်၍ပြုံးပြလိုက်၏အမျိုးသမီးကြီးသည်တစ်ဖက်သို့လှည့်သွားပြန်ကအင်းရကံပေါ်မှဖြတ်တန်းတိုက်ခတ်လာသောလေကိုအားရပါးရရှူလျက်ရှိသည်နောက်တစ်ကြိမ်ကျွန်တော်ကပြန်ကြည့်လိုက်သောအခါ၌ကျွန်တော်ကိုပြုံးပြပြန်သည်ကျွန်တော်ကလည်းပြန်ပြုံးပြလိုက်ရပြန်သည်စစ်မဖြစ်မီကနာမည်ကြီးခဲ့သောရုပ်ရှင်မင်းသမီးကြီးတစ်ဦးကိုကျွန်တော်တီးကျွမ်းခဲ့ပူသည်တို့ရာတွင်ထိုအမျိုးသမီးကြီးမှာအေးမြလောက်အတောင်မဖြူရုပ်ချင်းလိုက်သိမ့်မစင်ထိုအမျိုးသမီးကြီးဝတ်စားစဉ်ပေါ်မှာအလွန်မြင်မာပြီးသား၍၎င်း၏ကိုယ်ဟန်သည်ဆိုပြေကြော်ရှင်းလျက်ပင်ရှိသေးသည်တို့ဖြစ်လျင်ကျွန်တော်တို့ဥပစာတန်းတုန်းကအင်္ဂလိပ်စာသင်ကြားပို့ချခဲ့သည့်ဆရာမလေး၎င်းမှာလည်းယခုအမျိုးသမီးလောက်အယံမမြင်
ဤသို့ကျွန်တော်စဉ်းစားလျက်ရှိစဉ်ထိုအမျိုးသမီးကြီးကပြုံး၍ကျွန်တော်ထံအိန္ဒြေယစွာလျှောက်လာသည်ရှင်ကိုမြအောင်မဟုတ်လားထိုအမျိုးသမီးကြီးကကျွန်တော်ကိုလှမ်းမေးလိုက်သည်ဟုတ်ပါတယ်ခင်ဗျကျွန်တော်မြအောင်ပါအမျိုးသမီးကြီးသည်ခြေနှက်သွားဟန်ဖြင့်ပြုံးလိုက်လျက်တူပါတယ်လို့ကျွန်မကြည့်နေတာဒါပေမဲ့တိတ်မသေးကြရနဲ့ကျွန်တော်သည်အာတုပ်အာနာကြီးဖြစ်လျက်ရှိသည်အမျိုးသမီးကကျွန်တော်၏လူသိနေလာသောနာမည်ကိုထုတ်ဖော်၍နှုတ်ဆက်သည့်တိုင်ကျွန်တော်သည်ထိုအမျိုးသမီးကြီးမည်သူမည်ဝါမှန်းကောင်းစွာမသိသည်ခုရှင်စာရေးဆရာလုပ်နေတယ်ဆိုရှင်ဝတ္ထုတွေကျွန်မဖတ်ရပါတယ်ထိုအမျိုးသမီးကြီးကတဆက်တည်းပြောလိုက်သည်ဟုတ်ကဲ့ကျွန်တော်ဝတ္ထုလေးပါလေးရေးပါတယ်ရှင်မိတ်ဆွေစာရေးဆရာကြီးတကုံတာယာရောတွေ့ရလားထိုအမျိုးသမီးကြီးကတကုံတာယာကိုမေးနေပြန်သည်ထိုအမျိုးသမီးကြီးသည်ကျွန်တော်နှင့်တကုံတာယာနှစ်ယောက်စလုံးကိုတီးကျွမ်းသောအမျိုးသမီးကြီးဖြစ်သည်ဟု၍ကကျွန်တော်သိရပြီတို့ရာတွင်မည်သူမည်ဝါမှန်းကျွန်တော်မသိရသည်သူကတော့ကျွန်မကိုမေးလောက်ရောပေါ့ရှင်ထိုအမျိုးသမီးကြီးစကားမှာ၎င်းနှင့်တကုံတာယာတို့လွန်စွာရင်းနှီးကြောင်းကိုဖော်ပြလျက်ရှိသည်ကျွန်မကတော့သူ့ကိုဘယ်တော့မှမမေ့ပါဘူးမိနိုင်စရာလည်းမရှိပါဘူးလေခပ်ပြီးထိုအမျိုးသမီးကြီးသည်စာရေးဆရာကြီးတကုံတာယာနှင့်ညီတို့ပတ်သက်သည်ညီမျှရင်းနှီးသည်ကျွန်တော်သည်တကုံတာယာနှင့်ရင်းနှီးသောအမျိုးသမီးများကိုကျွန်တော်သိသလောက်စဉ်းစားကြည့်သည်တို့ရာတွင်ထိုအမျိုးသမီးကြီးနှင့်တွေ့သည့်တကုံတာယာ၏အမျိုးသမီးမိတ်ဆွေများကိုကျွန်တော်စဉ်းစား၍မရကျမလေးသူ့နဲ့တိတ်တွေ့ချင်တာပဲစကားတွေအများကြီးပြောစရာရှိတယ်ဒါပေမဲ့တွေ့ဖို့ကျမဘက်ကလည်းမကြိုးစားခဲ့ပါဘူးဘယ်တွေ့ပါမလဲထိုအမျိုးသမီးကြီးက၎င်း၏စကားကို၎င်းဘာသာသဘောကျ၍ရေးလိုက်သည်ခုတော့သူ့ကိုပြောစရာစကားတွေရှင့်ကိုပဲပြောလိုက်ရမှာပဲသူနဲ့တွေ့ရင်သာကျမပြောပြမယ့်စကားတွေကိုတစ်စိတ်ပြောလိုက်ပါဟုတ်ကဲ့ခင်ဗျဒါပေမဲ့ရှင်ကိုဘဟိန်ကိုသိသလားအမျိုးသမီးကြီးကကျွန်တော်စကားမဆုံးခင်ရှားဖြတ်မိလိုက်သည်ကွန်မြူနစ်ပါတီခေါင်းဆောင်အလုံသမားတက်မကဥက္ကဋ္ဌကိုဘဟိန်ပါလားဟုတ်ပါတယ်အဲ့ဒီကိုဘဟိန်ပါပဲသိပါတယ်ကျွန်တော်တို့ခေါင်းဆောင်တယောက်ဖြစ်ခဲ့ပူပါတယ်ခုကွယ်လွန်သွားပါပြီဟုတ်ကဲ့ကျမကြားလိုက်ပါတယ်သူကွယ်လွန်တော့ကျမမြန်မာပြည်မှာမရှိပါဘူးကျွန်တော်ဒီထိုအမျိုးသမီးကြီးကိုပို့၍စိတ်ဝင်စားလာပြီထိုအမျိုးသမီးကြီးသည်ကိုဘဟိန်တကုံတာယာစသူတို့နှင့်ညီတို့ပတ်သက်နေသည်ကိုဘဟိန်နဲ့တကုံတာယာကိုကျမတသက်မှမမေ့တော့ပါဘူးရှင်ကိုဘဟိန်ကကျမနဲ့တီးကျွမ်းရတာဟာရှမ်ပိန်အရက်ကိုတောက်ရတာနဲ့တူတဲ့လေအမျိုးသမီးကြီးကအတန်းထွက်၍ရဲလိုက်သည်အမျိုးသမီးကြီးမျက်နှာသည်အနှစ်30ခန့်နှုတ်ပြသွားသည်ဟုကျွန်တော်ထင်လိုက်ရသည်ခမရမေဟုတ်ပါတဲ့ရှင်ကျမဟာမေပါပဲအမျိုးသမီးကြီးကချားဖြတ်၍ပြောရင်းပြုံးနေသည်မေကိုကျွန်တော်မသိပဲရှိပါမည်လားမေသည်ကျွန်တော်တို့ခက်ငယ်1939 40ခုလောက်တုန်းကခေတ်ဆန်သည်လှသည်ရိုးသည်လွယ်သည်ဟုနာမည်ကြီးခဲ့သူမဟုတ်ပါလောကျွန်တော်ပင်လျက်မေနဲ့တီးကျွမ်းခဲ့ပူသည်မဟုတ်ပါလောမေသည်ကျွန်တော်တို့ငယ်ငယ်ကလူငယ်များအပေါ်တွင်လွှမ်းမိုးကြီးဆိုးထားခဲ့သောမိမချောတူမဟုတ်ပါလောမေဟာအများကြီးပြောင်းလဲသွားတယ်နော်ကျွန်တော်ကတန်ဝေကတဝက်
အန်အော်ချင်းတဝက်ဖြစ်ပြောလိုက်သည်ပြောင်းလဲသွားဆိုကြာခဲ့ပြီးတော့ကိုမြောင်ဒီတော့တွင်မှာမြည်ရည်တွေဟာဘလောင်များစီးဆင်းသွားပြီလည်းမသိတာမိကတည်ငြိမ်စွာပြုံး၍ပြောလိုက်သည်အရင်တော့ကမိကကလတ်တော့ယခုမိသည်တည်ငြိမ်လျက်ရှိပြီကျွန်တော်ဖြစ်ဟိုးတော့ကမိမဟုတ်ပါလေလားလို့တော့တန်တရားဖြစ်မိတယ်ကျွန်တော်ကမယုံတဝက်ယုံတွဲဖြစ်ပြောသည်မိကပြုံးသည်လူတယောက်ဟာမြစ်တမြစ်တဲကိုနှစ်ခါမစင်းနိုင်လို့ခေါမအပိဓမ္မာဆရာဟီလာရီကလစ်တက်ကဆိုရဲမဟုတ်လားကိုမြောင်မြစ်ထဲကိုဆင်းတဲ့လူဟာနောက်တစ်ခါပြင်ဆင်းတဲ့ခါကျတော့ဒီလူမဟုတ်တော့ဘူးစက္ကန့်အမျှပြောင်းနေတယ်မြစ်ရည်ဟာလည်းစောစောကမြစ်ရည်မဟုတ်တော့ဘူးစီးဆင်းသွားပြီမိသည်ခေတ်ပညာတတ်အမျိုးသမီးတူပြီးပြောင်းလဲခြင်းတရားကိုတင်စားပြောသွား၏ဒါကတော့ဟုတ်ပါတယ်မေဗုဒ္ဓကလည်းမမြဲသောတဘောကိုဟောတာပါပဲခေါမတ်ကလည်းပြောင်းလဲခြင်းတရားကိုဟောတာပါပဲဒီတော့ဟိုတော့ကမိမဟုတ်ရဲ့လားလို့တန်တရားဖြစ်မနေနဲ့တော့လေမိဟာမိပါပဲဒါပေမဲ့ဟိုတော့ကမိတော့မဟုတ်တော့ဘူးဟိုတော့ကမိကခက်ဆန်နေခုမိကခက်မိတယ်ခက်ဆန်တာနဲ့ခက်မိတာတခြားစီပါတော့ကိုမြောင်မိကကျွန်တော်ထံကထောက်ခံချက်တောင်းနေသည်ဟုတ်ကဲ့ချားနာတယ်လို့ထင်ပါတယ်မေကျွန်တော်ကမေမရှိတော့ဘူးလို့ယူဆနေတာစာရေးဆရာကြီးတကုံတရားကိုမေးတော့လဲမရှိတော့ဘူးလို့ဘာလို့ပြောလို့စာရေးဆရာကြီးတကုံတရားကတော့မေးတော့မှာပေါ့လေဒါထက်သူကပြောင်းလဲခြင်းတရားရဲ့ချွင်းချက်တော်တူဖြစ်တော့မယ်လားမိက၎င်း၏စကားကိုသဘောကျ၍ရေးလိုက်သည်သူကတော့နေရမှာတရားရဲ့အပြင်ဘက်မှာလေတိတ်ပြီးမပြောင်းလဲလာပါဘူးအရင်တုန်းကလိုလူပြိုကြီးဖြစ်တော့အရင်တုန်းကလိုစီးစားကြောင်တော့အရင်တုန်းကလိုအသွေးရောင်တွေကိုစိတ်ဝင်စားတော့အရင်တုန်းကလိုအလှပါတွေကိုချစ်တော့ညနှုံတော့အရင်တုန်းကလိုမိသည်ကျွန်တော်စကားများကိုသဘောကျနေသည်ဒီလောက်ဆိုရင်ကျွန်မသိပါပြီလေအရင်တုန်းကလိုမိတတ်တော့ပေါ့သူဟာမေ့ချင်တာကိုလားမေးပြီးသူမမေ့ချင်တာကြရင်မမေ့ဘူးခင်ဗျဟုတ်တယ်အင်မတန်ခက်ဆန်အင်မတန်ကလတ်တဲ့အမေဆိုတဲ့မိမတယောက်ကိုသူဖန်တီးခဲ့ပြီးပြောင်းလဲသွားတဲ့မိကတော့သူအမှတ်ရပုံမပေါ်တော့ဘူးရှင့်သူကဝတ္ထုတစ်ပုဒ်ကိုရေးတာဟာဘဝတစ်ခုကိုရေးနေရတာပဲတဲ့သူဟာကျမအကြောင်းကိုရေးခဲ့ပြီးအဆုံးထိဆက်မြေးဘူးရှင့်ခင်ဗျအော်ဟိုတော့ကမိကိုသာရေးခဲ့ပြီးခုမိကိုသူမေ့လိုက်ပြီးထင်တယ်လို့ပြောတာပါဒါထက်ရှင်ချာမန်ကြပြဆရာကြီးဂါထေးရဲ့ Force ဆိုတဲ့လင်္ကာကြီးကိုဖတ်ဖို့တယ်မဟုတ်လားမိက Convince ကျောင်းထွက် BED ပွဲရအနောက်တိုင်းစာပေကိုနှမ်းဆက်သောကျောင်းဆရာမဟောင်းတအုပ်ပြီးကျွန်တော်ကိုမေးနေပြန်သည်ဟုတ်ကဲ့ဂါထေးရဲ့ Force ကိုလည်းဖတ်ဖို့ပါတယ်အင်္ဂလိပ်ကြပြဆရာကြီး Christopher Marlowe ရဲ့ Dr. Foster ကိုလည်းဖတ်ဖို့ပါတယ်ဂါထေးရဲ့လင်္ကာကြီးထဲမှာ Force ဆိုတဲ့မော်ဆရာကြီးဟာ Mephistopheles ဆိုတဲ့ယမမင်းကိုဖန်ဆင်းခဲ့ပြီးလူတွေကိုလွှမ်းမိုးခဲ့တယ်နောက်ကြတော့မော်ဆရာကြီး Force ဟာသူ့ရဲ့ယမမင်း Mephistopheles ကိုဇီဝင်နှုတ်လို့မရတော့ဘူးလေမိကိုစာရေးဆရာကြီးတကုံတရားကမိတ်ဆက်ပေးစင်ကခရစ်ယာန်လောဗုဒ္ဓဘာသာလောမည်သို့မိတ်ဆက်ပေးခဲ့သည်ကိုကျွန်တော်မမှတ်မိတော့ယခုမမေသည်ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ဟန်ရှိဤအချက်ကို၎င်း၏ရေအောင်ပေါ်တွင်ဆွဲထားသောလဝကတိုင်းကလည်းတက်သေးခံလျက်ရှိသည်ဟုတ်ကဲ့ဗမာမှာတော့ကိုမွေးတဲ့တရေကိုကိုပြန်မနိုင်တဲ့အောက်လန်းဆရာမျိုးပေါ့ခင်ဗျာမိကသဘောကျ၍ရေးလိုက်သည်ဟုတ်တယ်စာရေးဆရာကြီးတကုံတရားဟာကျမကိုဖန်တီးခဲ့တယ်လေ
ဒါပေမဲ့မေဆိုတဲ့ဇက်ကောင်ဖြစ်တဲ့ကျမဟာသူထင်တယ်လို့ပြောင်းမသွားဘူးရှင့်အသက်ရှင်ကျန်နေတယ်သူစီဝင်ပြန်နှုတ်လို့မရတော့ဘူးဒီလိုဆိုရင်စာရေးဆရာကြီးတကုံတရာဟာအောက်လန်းဆရာကြီးလို့ဆိုလို့ချင်တာပါလားမေကလက်ကားပြလိုက်သည်အိုးဒီလိုမဆိုလို့ပါဘူးသူအောက်လန်းဆရာကြီးဖြစ်ရင်ကျမလည်းသေးရဲမှဖြစ်သွားမှာပေါ့ခုတော့ကျမလည်းသေးရဲမှမဟုတ်ဘူးဒါကြောင့်သူလည်းအောက်လန်းဆရာမဟုတ်ပါဘူးသူကျမကိုဖန်တီးပြီးဒီအတိုင်းပြစ်ထားခဲ့တဲ့အဖြစ်ကိုလေးနဲ့စေချင်တဲ့သဘောပါကျွန်တော်ကတော့စာရေးဆရာကြီးတကုံတရာဟာ force ဖြစ်ပြီးမေဟာ Mephistopheles နဲ့တူတယ်လို့ပြောတာထက်စာရေးဆရာကြီးတကုံတရာဟာပင်မလီယန်နဲ့ပိုတူတယ်လို့ထင်ပါတယ်ပင်မလီယန်မှာခေါမပုံမြင်ထဲတွင်ပါသောဗပုဆရာဘရင်တစ်ပါး၏အမည်ဖြစ်သည်လှပချုံမသောစင်စွဲနတ်သမီးရုပ်တရက်ကိုထူပြီးနောက်ထိုစင်စွဲနတ်သမီးကိုမြတ်တာတော်ဝင်ခဲ့သည်နောက်ဆုံးတွင်၎င်း၏ဆူတောင်းဖြင့်စင်စွဲနတ်သမီးအသက်ပြန်ရှင်လာခဲ့သောဇလန်းဖြစ်သည်ကျွန်တော်သည်အင်္ဂလိပ်ဘာသာနှင့်စာပေကိုသင်ကြားခဲ့၍အနောက်တိုင်းဆန်လာသောမိနှင့်တွေ့ဆုံရသောအခါ၌မလွဲမရှောင်သာတော့ပဲခေါမာရီရောမာရီကိုပြောဆိုနေရသည်အိုးပင်မလီယန်ကသူ့နတ်သမီးရုပ်ကိုချစ်မိလို့ဆူတောင်းတဲ့အတွက်နတ်သမီးရုပ်ဟာအသက်ဝင်လာရတာပါကျမတို့ဖြစ်နေမတူပါဘူးကျမတို့ကိစ္စမှာကျမဟာစာရေးဆရာကြီးတကုံသားရအသက်သွင်းလို့မေဆိုတဲ့မိန်းမတယောက်ဖြစ်လာပေမဲ့စာရေးဆရာကြီးတကုံသားရကတော့ကျမကိုအမှတ်တောင်ရချင်မှရမှာပါကျမဆိုလိုတာကဒီလိုပါစာရေးဆရာကြီးတယောက်ဖန်တီးလိုက်တဲ့ဇက်ကောင်ဟာတခါတလေကျတော့အသက်ရှင်လှုပ်ရှားနေကြတယ်ဇလန်းဆုံးသွားပေမဲ့ဒီဇက်ကောင်တွေဟာအသက်ရှင်ကျင်ရပြီးစာအုပ်တွေကထလာကြတယ်ခုကျမဟာကျမဇလန်းကိုပြောချင်သေးတယ်မဆုံးသေးဘူးဒီသဘောကိုဆိုလိုတာပါဟုတ်ပါတယ်ဆိုမဆမွန်ကလည်းဒီလိုဇက်ကောင်မျိုးတွေဟာအခမ်းပွဲကိုမဖိတ်ဘဲနဲ့တက်သူတကားကိုချိုးဝင်သူလို့တင်စားခေါ်ထားပါတယ်ဆိုလိုတာကစာရေးဆရာတယောက်ဟာဝတ္ထုတစ်ပုဒ်ကိုရေးပြီးနောက်ဝတ္ထုတစ်ပုဒ်ကိုရေးဖို့စိတ်ကူးနေတော့မှဝတ္ထုဟောင်းတွေကဇက်ကောင်ဟာစာရေးဆရာကိုအတင်းဝင်ပြီးနှောက်ယှက်နေတဲ့သဘောပါမိသည်တစ်မြင့်ဆောင်တစ်ခုပေါ်တွင်ထိုင်လိုက်သည်ကျွန်တော်ကိုလည်းအထိုင်ခိုင်းသဖြင့်ဝင်ထိုင်လိုက်ရသည်ဟုတ်တယ်ကျမပြောချင်တာဒီသဘောပဲစာရေးဆရာကြီးတကုံတရာဟာကျမကိုဖန်တီးခဲ့ပေမဲ့ကျမဇလန်းကိုအဆုံးတိုင်မရေးဘူးဒါကြောင့်ကျမဇလန်းကိုဆက်အေးခံရအောင်မယ်အဲ့ဒါသူ့ကိုတစိမ့်ပြောပေးပါသူကဝတ္ထုတစ်ပုဒ်ကိုရေးရတာဟာတဘွားနေရတာပဲလို့ဆိုရမဟုတ်လားဒီတော့ရေးပြီးသားဝတ္ထုတစ်ပုဒ်ကိုထပ်ပြီးရေးချင်ပါအောင်မလားနေပြီးသားဘဝတစ်ခုကိုထပ်ပြီးနေချင်ပါအောင်မလားဒါတော့သူ့သဘောပေါ်ရှင်ကျမကတော့ကျမပြောစရာရှိတာကိုပြောရမှာပဲသူနဲ့မတွေ့ရင်လည်းရှင့်ကိုပဲဟုတ်ကဲ့ကျွန်တော်စိတ်ဝင်စားပါတယ်မေသည်အင်အားကန်ရေပြင်ကိုငေးကြည့်လျက်ရှိသည်အင်အားကန်ရေပြင်တွင်လိုင်းချက်ခုတ်ကလေးများထားနေသည်တရက်ကင်းကလေးများသည်ရေထဲသို့ကျွေကြလျက်ရှိကြသည်တရက်ကင်းတို့ကျွေရရေပြင်တွင်လိုင်းကက်ကလေးများထားလျက်ရှိသည်ကျွန်တော်သည်မိနှင့်တည်ကျွမ်းရပုံကိုအမှတ်ရ၏စာရေးဆရာ၏တကုံသားရသည်မိဆိုသောကလတ်သောချောသောရိုးသောလွယ်သောခေတ်ဆန်သောမိန်းပြိုတဦးကို1939ခုနှစ်လောက်ကဖန်ဆင်းခဲ့သည်၎င်း၏မိသည်အင်္ဂလိပ်စာရေးဆရာကြီးဗီဗယ်လေးနှင့်ခေါ်၏အတ္တဆိုသောဝတ္ထုထဲမှာနန်စီဆိုသောမိဘမဲ့တကောင်ကျွတ်ကျောင်းဆရာမချောချောလေးတဦး၏ကိုပွားဖြစ်၏ကျွန်တော်နှင့်မိတို့တည်ကျွမ်းရခြင်းမှာပိုးဖဲရောင်လက်စစ်ရောင်တို့ဖြင့်ဝင်းထိန်လျက်ရှိသောတန်ရုံအခမ်းပွဲတစ်ခု၌မဟုတ်ရိပ်ငြိမ်၍ခန့်ကော်တို့တင်ပြန်သောတက္ကသိုလ်ပရဝဏ်တွင်လည်းမဟုတ်အလွန်ချောင်ကျလာသောတောဒေသ၏ရွာကလေးတစ်ရွာတွင်ဖြစ်၏ကျွန်တော်သည်ထိုစဉ်ကအလွန်အာဏာကြီးသောနိုင်ငံရေးပါတီတစ်ခု၌နိုင်ငံရေးသမားပွားမွားကလေးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိခြင်းဖြစ်သည်
ဘာမှနိုင်ငံရေးသမားကလေးတို့များသာဖြစ်တော်လဲကျွန်တော်သည်လွန်စွာကြီးလေးသောတာဝန်ကြီးများကိုထမ်းဆောင်နေရ၏ကျွန်တော်သည်ထိုဒေသတစ်ဝိုက်တွင်ထကြွတောင်းကျမ်းလျက်ရှိသောလေသမားများအပေါ်တွင်မိုက်ကြီးခွဲလျက်ရှိသောလက်နက်ကိုင်းများနှင့်လူဆိုးဓမြများ၏တနက်ပြောင်းဝများကြားတွင်လည်းရောက်နေရသူဖြစ်၏ထိုလက်နက်ကိုင်းများနှင့်ဓမြများသည်၎င်းတို့နိုင်ထက်ကလူပြုလျက်ရှိသောလေသမားများအားပြန်လဲခုခံရန်စီယုံလျက်ရှိသည့်ကျွန်တော်လိုပေါင်းမှတော်လေးတစ်ကောင်ကိုအလွန်မျက်မြင်ကပ်နေကြဟန်တူ၏ကျွန်တော်ကဲ့သို့သောပေါင်းမှကလေးတစ်ကောင်သည်၎င်းတို့အဖို့ကြီးစွာသောအတားအဆီးအနှောက်အယှက်ကြီးတစ်ရပ်ဖြစ်နေကြဟန်တူ၏ထို့ကြောင့်၎င်းတို့သည်ကျွန်တော်ခေါင်းကိုဖြတ်နိုင်သောစုတော်ငွေ1000ချီးမြှင့်မည်ဟု၎င်းတို့ပိုင်းရွာနယ်မြေများတွင်ရွှေကြောများထုတ်ထားကြ၏ထိုကာလမှာအင်္ဂလိပ်ပြန်ဝင်လာပြီးစ1946ခုနှစ်ဖြစ်ပါ၏ကျွန်တော်သည်မေရှိသည်ဟုကြားသောအခါလူပြောများကြသောမိကိုတွေ့လို၏မိအကြောင်းရေးသားထားသောစာရေးဆရာ၏တကုံတရား၏မိကိုဖတ်လို၏ထို့ကြောင့်ကျွန်တော်သည်မြင်းချံခရိုင်ကြောက်ပတောင်းမြောက်ဘက်ရှိစိတ်တိန်အမည်ရှိသောရွာကလေးတစ်ရွာသို့မိုင်40အကွာမှလာခဲ့ရ၏လက်နက်ကိုင်းများနှင့်၎င်းတို့မွေထားသောလူဆိုးဓမြများ၏တနက်ပြောင်းဝများအကြားမှာဖြတ်တန်းကချောသောကလတ်သောရိုးသောလွယ်သောမိ၏အကြောင်းကိုရေးသားဖွင့်နှင့်ထားသည်စာရေးဆရာ၏တကုံတရား၏မိဝတ္ထုကိုကျွန်တော်ဖတ်ခဲ့ရခြင်းဖြစ်၏လက်နက်ကိုင်းများနှင့်၎င်းတို့ကမွေးထားသောလူဆိုးဓမြများ၏တနက်ပြောင်းဝများကြားမှဖြတ်တန်းပြီးနောက်ကျွန်တော်ရောက်သွားသောမိ၏နေရာမှာထန်းသမားကြီးတို့၏တဲဆုပ်ကလေးတစ်ခုဖြစ်၏ထိုထန်းသမားကြီးသာလောကဓာတ်အကြောင်းမှာစရုပ်ထတန်းအထိသင်ကြားခဲ့ပူသောကိုရိုးဆိုသူကသူရဲ့နာမည်ကြီးသောကလတ်သောချောသောရိုးသောလွယ်သောမိအကြောင်းကိုရေးထားသည်စာရေးဆရာ၏တကုံတရား၏ဝတ္ထုရှိသည်ဟုအကြောင်းကြားသဖြင့်ကျွန်တော်လာခဲ့ခြင်းဖြစ်သည်ကိုရိုးသည်မိကိုအခောက်ခောက်ဖတ်၏စကလုံးအလှပများကိုဆွဲလန်းလျက်ရှိတို့ရာတွင်ထန်းသမားကြီး၏သားဖြစ်၍လောကဓာတ်အကြောင်း၄တန်းအထိသာနေခဲ့ပူသောထန်းသမားလေးကိုရိုးသည်မိချောကြောင့်လာကြောင်းကိုနားလဲတော်လဲမိကိုမချစ်တတ်၎င်းနှင့်မိသည်အလွန်ကွာလွန်းသည်ဟုကိုရိုးကကျွန်တော်ကိုပြောပြ၏မိထမိန်တထဲဘိုးကကျုပ်တနဲ့ထမ်းတက်တဲ့စိတ်လောက်ရှိတယ်ဗျပြီးတော့သူ့ခြေထောက်လှလှလေးတွေကကျုပ်တို့လဲတော့ထမ်းတော့ခရောင်းတော့ကြီးနဲ့မတန်ပါဘူးဗျာထမ်းသမားငယ်စားကိုရိုးကကျွန်တော်ကိုပြောပြသည်သူ့ခြေထောက်လှလှတွေဟာမိုင်းလုံးကော်စောကြီးတွေနဲ့သာတန်တာပါအဲ့ဒီလိုကော်စောကလည်းဦးစက်ကြီးရဲ့ရွာဦးချောင်းမှာတစ်ချက်ပဲရှိတယ်ဗျထန်းသမားငယ်စားကိုရိုးကကျွန်တော်ကိုထပ်လောင်းပြောလိုက်သည်ဤသို့ဖြင့်ထန်းသမားကြီးသာထန်းသမားငယ်စားကိုရိုးသည်ချောသောကလတ်သောရိုးသောလွယ်သောမိအကြောင်းကိုရေးထားသည့်စာရေးဆရာ၏တကုံတရား၏မိကိုကျွန်တော်အားဆွံကျဲခြင်းဖြစ်၏ထို့ဖြင့်မိသည်၎င်းအတွက်ခြေချစရာကောစောတစ်ချက်သားရှိသောစိတ်တိန်ရွာမှာကျွန်တော်ထံပါလာခဲ့ခြင်းဖြစ်သည်စာရေးဆရာ၏တကုံတရား၏မိသည်1940ခုနှစ်လောက်ကနာမည်ကြီးခဲ့ခြင်းဖြစ်တော်လဲကျွန်တော်သိရသောအချိန်မှာ1946ခုနှစ်ကြာမှဖြစ်၏မိသည်ကမ္ဘာစစ်ကြီးတစ်ခုကိုဖျက်ဆီးခဲ့ရပြီးဖြစ်တော်လဲအလှမပြတ်သည်အနုမပြတ်လှပါစေနှုတ်ပြူစေပင်ဖြစ်ပါ၏လှသောမိကိုစာရေးဆရာ၏တကုံတရားသည်လှလှကလေးဖွဲ့ထား၏မိသည်စာမျက်နှာပေါ်မှခုံထွက်လာကကျွန်တော်ရင်ဝင်ထဲသို့တိုးဝင်လာလေသလိုဟုပင်ကျွန်တော်တန်တရားဖြစ်ရသည်ကျွန်တော်သည်မင်းနှင့်တီကျွမ်းရပုံကိုမြင်းမြကြောင်ပြန်လဲတွေးတောနေသည်မသိမင်းစကားသံကိုကြားလိုက်ရသည့်အခါမှာပြစ်စုံပန်းသို့ပြန်ရောက်လာ၏ရှင်ဝါရှင်တန်အာဗင်ရေးတဲ့ရေဗင်ဝင်းကျော်ကိုမှတ်မိသေးရဲ့လားမင်းအတန်ကိုကြားမှကျွန်တော်သည်အတိတ်တွင်နင်းမျောနေရမှပြန်နိုးလာ၏ခမညာအော်
Raven ဝင်းကက်ကိုမှတ်မိသေးရလားလို့မေးတာပါနှစ်ပေါင်း20ကျော်အိပ်ပျော်နေရဆိုတော့ Raven ဝင်းကက်လားဟုတ်ပါတယ် Raven ဝင်းကက်ကအနှစ်20အိပ်ပျော်နေရလေကျမကတော့အနှစ်30လောက်ဆိုပါတော့ဘလို့အိပ်ပျော်နေရလဲခင်ဗျာပြောပါအောင်မိသည်ကျွန်တော်ကိုကြည့်၍ပြုံးလိုက်သည်၎င်း၏အပြုံးမှာတနာစရာတရားတစ်ကောင်ကိုကြည့်၍ပြုံးသောအပြုံးမျိုးဖြစ်ပါ၏ကျမဆေးလိပ်တောင်းမယ်နော်မိကဒူးရ secret တပူကိုထုတ်၍မြင်၏ကျွန်တော်ကိုလည်းလှမ်းပေးကျွန်တော် secret မတော့တတ်ပါဘူးခင်ဗျာကျွန်တော်ကညင်လိုက်သည် Raven ဝင်းကက်ဟာအနှစ်20လောက်အိပ်ပျော်သွားပြီးသူ့ရွာကိုပြန်ရောက်လာတော့မျိုးဆက်တစ်ဆက်ပြောင်းနေပြီလေသူ့ရွာမှာသူသိတဲ့လူတွေတယောက်မှမရှိတော့ဘူးရွာရဲ့အသွင်မြင်တွေအားလုံးလည်းပြောင်းကုန်ပြီဒါထက်မိရဲ့အဖြစ်အပျက်ကိုတော့ကိုမြအောင်မှတ်မိသေးတယ်နော်မိဇလန်ကိုကျွန်တော်ပြန်၍မပြောချင်မိဇလန်သည်အကောင်းမရှိသောဇလန်ဖြစ်၏အကောင်းကိုရှာတော့လဲအကောင်းမရှိသောဇလန်ဖြစ်၏ထို့ကြောင့်မိဇလန်ကိုကျွန်တော်လုံးဝနေပါမှတ်မိတော့လဲမှတ်မိသည်ဟုကျွန်တော်ပြောရမည်ကိုအတုပ်အာနာကြီးဖြစ်လျက်ရှိမမှတ်မိဘူးဆိုရင်မိကပဲပြန်ပြောပါမယ်လေမိက secret ကိုဖွာလိုက်သည်မိဟာဟိုတုန်းကတိတ်ခဲဆန်တယ်မိမှာအဖေအမေမရှိဘူးတကောင်ကျွဲ့ရဲ့ဆရာဖြစ်တဲ့ကောလိပ်ကျောင်းပိတ်တော့မိလက်ထဲမှာငွေမကျန်တော့ဘူးတငယ်ချင်းမခင်စီကတော့မိကိုသူ့နဲ့အတူလိုက်နေဖို့ခေါ်ပါတယ်ဒါပေမဲ့မခင်စီတို့အိမ်မှာနေရတာဟာကျဉ်ကျပ်တယ်လို့ထင်တယ်မိကလွတ်လပ်ချင်တယ်အချုံတော့မရှိနေချင်တယ်ဒီတော့အတွင်းမှာပဲခူးမှာကလေးတွေကိုစားပြတဲ့ဆရာမအလုပ်တစ်ခုကိုရတယ်။အော်တမာရီမျိုးဝင်ဦးဖေမောင်ဆိုတဲ့လူမဟုတ်လား။မိကကျွန်တော်ကိုတအံ့တော်ကြည့်လိုက်။ဟုတ်တယ်ကိုမြောင်ရှင်းလိုက်တော်မှတ်မိတာပဲ။ကျမဟာအဲ့ဒီဦးဖေမောင်ဆိုတဲ့တမာရီမျိုးဝင်ကိုကျမပိုက်ကွန်ထဲမှာအမိဖမ်းခဲ့တယ်လေ။မိကပြုံးရီပြောလိုက်။တို့ရရင်၎င်း၏အပြုံးမှာနာကြီးသောအပြုံးလောင်ပြောင်သောအပြုံးမဲပြုံးမိသည်တမာရီမျိုးဝင်ဦးဖေမောင်ဆိုသူကိုနာကြီးနေဟန်ရှိဦးဖေမောင်သည်အပြူစင်ပန်းမွင်ကိုညှိုးနှွမ်းစေခဲ့သည်မဟုတ်လောနောက်တော့ဦးဖေမောင်စီကပြန်လာပြီးရန်ကုန် YWC ရဲ့အသင်းထိုင်မှာနေရလေစနေနေ့တညမှာဝီတိုရီယာပန်းချံကအငိတ်ပွဲမှာဘာသိန်းနဲ့တွားတွေ့ရလေကျွန်တော်သည်စားရေးဆရာကြီးတကုံတရားပြောပြသည့်မေဤဇလန်မှဘာသိန်းကိုမြင်အောင်လာ၏ကိုလုံးတက်တောင်လက်မောင်းအိုကြီးကြီးစပို့ရှယ်အင်ဂျင်နဲ့39လမ်းတစ်ဝိုက်တွင်ကျက်စားလေးရှိသောချက်ပိုးဘာသိန်းတကယ်တော့မေရဲ့ဇလန်ဟာမေရီမက်ဒရိန်းဇလန်မှာကိုမြင်အောင်အနောက်တိုင်းရေကြီးမှု၏သမီးဖြိုးဖြစ်ခဲ့၍ခေတ်ပညာတတ်အမျိုးသမီးကြီးတူဖြစ်သောမိသည်၎င်း၏မေရီမက်ဒရိန်းဇလန်ကိုပြပြသည်မိသည်၎င်း၏မေရီမက်ဒရိန်းဇလန်ကိုကျွန်တော်အားပြောပြရ၌ရှက်ကြောက်ဟန်လည်းမရှိအလွန်တည်ကြည်ခံရသောအင်ဒရီမျိုးဖြင့်ပြန်ပြောခြင်းဖြစ်၏မေရီမက်ဒရိန်းသည်ခရစ်ဝင်ကျမ်းလာရှင်ယောဟန်နှင့်ရှင်မကုတို့၏ဟောပြောချက်ထဲတွင်ပါဝင်သောခရစ်တော်လက်ထက်ကုသရေလပြည်မှာပြည်တစားမှတဦးဖြစ်၏ထိုပြည်တစားမှသည်ကားစဉ်တင်၍အသက်ခံရသောယေရှုခရစ်၏အလောင်းကိုကြောက်ကူတစ်ခုထဲ၌တွားရောက်ဖူးမြော်ရ၍ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကိုတွေ့ခဲ့ရ၏ထိုအခါ၌ထိုပြည်တစားမှသည်အကျွတ်တရားရကမင်းမကောင်းဘဝသို့ပြန်လည်ရောက်ရှိလာသူဖြစ်သည်ဟုခရစ်ဝင်ကျမ်းတွင်ဆို၏မေရဲ့ဘဝဟာမေရီမက်ဒရိန်းရဲ့ဘဝနဲ့မတူဘူးလားဟင်ကိုမြောင်မိကကျွန်တော်ကိုထမ်းမိသည်ဟုတ်ကဲ့ဗုဒ္ဓဘာသာကျမ်းစာတွေမှာတော့သိဝိမှာပေါ့ခင်ဗျာတမတော်ကြီးဇီဝကရဲ့နှမသိဝိမှာလေ
ဗုဒ္ဓနဲ့တွေ့မှပြည့်တစားဘွားကကျွတ်သွားခဲ့ရမဟုတ်လားဟုတ်တယ်ကျမလည်းဖတ်ဖူးတယ်နောက်တော့ကျမမခင်စီရဲ့မောင်ကိုကျော်မြတ်ကိုလက်ထက်လို့သားလေးရတယ်လေလင်းနဲ့သားနဲ့တင်တောင်းတင်တဲ့နေရမယ်လို့တုံးမှာလူကြီးလူကောင်းဆိုရက်အထက်လွတ်တော်အမတ်ဥပညွန့်ကြောင့်ကျမလမ်းမပေါ်ပြန်ရောက်ခဲ့တယ်ဥဖေမောင်တော့ကကျမကမုံဆိုးဥပညွန့်နဲ့ကြတော့ကျမကသားကောင်းနောက်တော့ရှင်းသိတဲ့အတိုင်းကျမလမ်းပေါ်ပြန်ရောက်သွားတယ်လေကျမဘာသိန်းစီပြန်ရောက်သွားတယ်ကျမဆက်လန်းရဲ့အဆုံးမှာစာရေးဆရာကြီးတကုံတရားကအကောင့်ကိုရှာ၏အကောင့်ကမရှိတော့ဆိုတော့စားပိုင်းနဲ့ဆုံးထားတယ်စာရေးဆရာကြီးတကုံတရားကမတရားဘူးရှင်ကျမကမကျေနပ်ဘူးကိုမြအောင်ဘလို့သဘောရတယ်လဲဟဲ့အမျိုးသမီးကြီးကကျွန်တော်ကိုစိတ်အားထက်သန်စွာမေးမြန်းလျက်ရှိစာရေးဆရာကြီးတကုံတရားသည်မိ၏အကြောင်းကိုရေးသားထားသော၎င်း၏ဝတ္ထု၌ rich gold ဟုသောစကားလုံးကိုရွှေအိုရောင်ဟုမြင်မမှုပြုခဲ့၏တကယ်၌ဗီဗလီနှင့်ကော၏မူရင်းဝတ္ထုတွင်၎င်းစာရေးဆရာကြီးတကုံတရား၏မိဝတ္ထုတွင်၎င်းထိုအယောင်မှာစကားဝါပန်းများ၏အယောင်ကိုဖော်ပြသောစကားလုံးတစ်လုံးမျှသာဖြစ်ပါ၏တို့ရတွင်ကျွန်တော်ကမူအသက်50ကျော်စွာပြုပြီးဖြစ်သောမိဆိုသောအမျိုးသမီးကြီးအသားအယောင်ကိုထိုအယောင်ဖြင့်တင်စားလိုက်၏မြမပြိုကြပြများ၌ရွှေရင်သိမ့်တဲ့မိမငယ်တို့၏အသားအရည်ကိုဥတဲ့နေတုံရွှေနှင့်ခိုင်းနိုင်လေရှိကြ၏ကျွန်တော်ကမူအသက်50ကျော်စွာပြုပြီးဖြစ်သောအနောက်တိုင်း၏သမီးပြိုကြီးဖြစ်ခဲ့သောမိဆိုသောအမျိုးသမီးကြီးအသားအယောင်ကိုရွှေအိုရောင်နှင့်နိုင်လိုပေသည်ရွှေအိုရောင်မေကျွန်တော်သည်ရွှေအိုရောင်မေကိုငေးကြည့်မိ၏စာရေးဆရာကြီးတကုံတရားကိုကျမမကျေနပ်ဘူးကိုမြအောင်ရှင်ဘလို့သဘောရတယ်လဲရွှေအိုရောင်မေကထပ်၍မေကျွန်တော်မဖြေနိုင်သေးပါဘူးမေရှင်စဉ်းစားကြည့်လေစာရေးဆရာကြီးတကုံတရားဟာကျမမေဝေမဒရိန်ဖြစ်တဲ့အကြောင်းကိုသာရေးပြီးရှင်ပြန်ထမြောက်ခြင်းကိုမြင်တဲ့အကြောင်းကိုတော့မရေးဘူးခင်ဗျာကျမအကြောင်းရေးထားတဲ့ဝတ္ထုအဆုံးမှာအကောင့်ကိုရှာ၏အကောင့်ကမရှိတော့လို့ရေးထားရလေကျမဟာဘဝရဲ့အလင်းရောင်ကိုရှာပေမဲ့အလင်းရောင်ကိုမတွေ့တော့ဘူးလို့ရေးသွားတယ်အဲ့ဒါကိုကျမမကျေနပ်ဘူးကျမဘဝကိုဖက်ဆီမစ်ဇန်နဲ့ကြည့်ရမရောက်ဘူးလားရှင်းတို့စကားနဲ့ပြောရင်အဆိုးမြင်ဝါဒနဲ့ကြည့်ရမရောက်ဘူးလားယင်ကိုမြောင်ကျွန်တော်သည်ရွှေအိုရောင်မေကိုကြည့်၍အံ့ဩမိချီးကျူးမိအယုံဆို၍မျက်နှာတွင်အမာရွတ်တို့ဖြင့်ပြေးလျက်ရှိသောမိန်းမတစ်ယောက်သည်မိမိရုပ်သွင်းကိုမှန်မကြည့်ရဲ့မုံနသားတို့ဖြင့်လိမ့်ကြံချဲသာပြီးမှသာမှန်ကြည့်ရဲ့တို့ရတွင်ထိုမျိုးသမီးကြီးက၎င်း၏အတက်ရုပ်သွင်းကိုရေးရဲတက်တင်ပြန်ကြည့်၎င်း၏အတိတ်သည်အထက်တန်းကြားပြည်တစားမှတယောက်သားဖြစ်၏ယခုထိုမျိုးသမီးကြီးသည်အမာရွတ်တို့ဖြင့်ပြေးလျက်ရှိသော၎င်း၏အတိတ်ကိုပြန်ကြည့်လျက်ရှိုံမျှမက၎င်းမြင်သမျှကိုပင်ကျွန်တော်အားတည်ငြိမ်စွာပြန်ပြောလျက်ရှိသည်ကျွန်တော်သည်ထိုသက်သည်ကိုအံ့ဩ၏ချီးကျူး၏တခုတော့ရှိတယ်ပေါ့လေကျမကို၌ကလည်းဟိုတုန်းကတော့ဘဝကိုအဆိုးအမြင်နဲ့မြင်ခဲ့တာကိုတကယ်တော့ကျမတို့ဟာဘဝကိုအကောင်းအမြင်နဲ့မကြည့်သင့်မိဘူးလားကိုမြောင်ဟိုတုန်းကကျမကိုယ်တိုင်လောကမှာအကောင်းမရှိတော့ဘူးလို့နွန်ထဲကိုစွန့်နေခဲ့တယ်အခုတော့ကျမဟာအရေးလဲတဲ့မိမတယောက်ဖြစ်သွားပြီလေဘဝကိုအကောင်းမြင်နဲ့ကြည့်တက်လာပြီစာရေးဆရာကြီးတကုံတရားဟာအဆိုးဘက်ကမြင်တဲ့မိဆိုတဲ့မိမတယောက်အကြောင်းကိုသာရေးခဲ့ပြီးအကောင်းဘက်ကမြင်တတ်တဲ့မိဆိုတဲ့မိမတယောက်အကြောင်းကိုတော့ဆက်ရေးဖို့မရတော့ဘူးမယ်ရီမက်ဒရိန်အကြောင်းကိုရေးရင်ရှင်ပြန်ထမြောက်ခြင်းကိုမြင်တဲ့မက်ဒရိန်အကြောင်းလည်းပါရမှာပေါ့ရွှေအိုရောင်မေသည်စာရေးဆရာကြီးတကုံတရားကိုပြစ်တင်ဝေဖန်လျက်ရှိသည်ကျွန်တော်ကရှင်ပြန်ထမြောက်ခြင်းပုံမြင်ကို
ကြားနာနေရသောပရိသတ်တဦးသားဖြစ်ပါ၏ရွှေအိုရောင်မေက secret ကိုရေးထဲသို့လွှင့်ပြလိုက်သည်ကျမဟာဘာသိန်းနဲ့တွေ့ပြီးလမ်းမပေါ်ကိုပြန်ရောက်သွားတယ်လေဒီလိုနဲ့နောက်ဆုံးမှာဘယင်ကောမရှင်ပွဲရတဲ့အင်္ဂလိပ်မီဂျာတယောက်နဲ့အိမ်အောင်ကျသွားတယ်ကျမယောက်ျားကမီဂျာမက်ကင်စီရဲ့ဒီလိုနဲ့စစ်ဖြစ်တော့ကျမလည်းမက်ကင်စီနဲ့အတူမြစ်ကြီးနားကနေအိန္ဒိယကိုပါသွားတယ်အိန္ဒိယကျတော့ကျမစင်မလာမှာရှိတဲ့မြန်မာအစိုးရရဲ့ပြန်ကြားရေးဌာနမှာအလုပ်တစ်ခုရတယ်နောက် AIR မြန်မာဌာနမှာဝင်လုပ်တယ်မေဂျာမက်ကင်စီလည်းအင်ဖာတိုက်ပွဲမှာကျသွားတယ်ကျမမှာကလေးကျန်ရစ်ခဲ့တယ်မျက်နှာငယ်ငယ်နဲ့အိန္ဒိယမှာနေခဲ့ရတယ်လေအော်ကိုကျော်မျက်နှာရတဲ့သားလေးကောပါသွားသေးတယ်ကိုကျွန်တော်ကချာဖြတ်မိလိုက်ကိုကျော်မျက်နှာရတဲ့သားမဟုတ်ဘူးကိုမြအောင်ကိုကျော်မျက်တို့သားအဖကစစ်အတွင်းမှာဘုံထိပြီးဆုံးသွားကြတယ်အခုဟာကသမီးကလေးမေခင်စီနဲ့ရတာစစ်အတွင်းမှာမီဂျာမေခင်စီဆုံးသွားတော့ကျမဖြစ်သမီးကလေးအတွက်စိတ်ပူလိုက်ရတာလေကိုလိုဖြတ်သွားမှတိတ်ဆိုးရင်တော့ပဲအမတန်အနောက်တိုင်းဆန်တဲ့ကျမဟာကိုသမီးလေးကြတော့ကိုလိုဖြတ်သွားမှတိတ်ကြောက်တာပဲရှင်တို့စကားနဲ့ပြောရရင်အနောက်တိုင်းရဲ့သမီးဖြူဖြတ်သွားမှတိတ်ဆိုးရင်တော့ပဲရွှေအိုရောင်မေကရဲလိုက်သည်ကျမသမီးကိုကျမအနောက်တိုင်းသမီးဖြူမဖြစ်စေချင်တော့ကျမဘာလုပ်ရသလဲသိလားကျမကိုယ်တိုင်အနောက်တိုင်းမဆန်အောင်အရှေ့တိုင်းဆန်လာအောင်ကျမပြင်ရတယ်ရှေ့ကဆန်နမူနာပြရတယ်နွေရာသီအားလက်ရမှာသမီးလေးနဲ့အတူဘာယာနတီတို့ဗုဒ္ဓဂါယာသို့သွားပြီးဘုန်းကြီးကျောင်းတွေကိုလိုက်ဖို့ဖျားတွေကိုလိုက်ဖို့ရတယ်မြန်မာတွေနဲ့ရင်းနှီးအောင်လုပ်ပေးရတယ်အဲ့ဒီလိုနဲ့အိန္ဒိယမှာကျမသမီးလေးကိုကျမကြီးပြင်းအောင်မွေးခဲ့ရတယ်လေဒါဖြစ်အခုသမီးလေးရောကျမဆက်ပြောမယ်လေအဲ့ဒီသမီးကိုကျမချွေးနှဲစာလေးနဲ့ရှားပြီးကြောင်းထားတယ်အခုတော့လွန်ခဲ့တဲ့9နှစ်လောက်ကကလကတ္တာတက္ကသိုလ်မှာ MBBS ရလို့ဆရာဝန်ဖြစ်နေပြီလေဟုတ်လားအခုသူရောအခုသူတောင်ကြီးမှာရှင်စစ်စံတော်ဆေးရုံမှာသူအိမ်တော်နဲ့သူဖြစ်နေပြီဒါဖြစ်မေတို့ဗမာပြည်ကိုဘယ်တော့မှပြန်ရောက်ကြသလဲမကြသေးဘူးရှင်သမီးလေးဆရာဝန်ဖြစ်ပြီးကျမတို့ပြန်လာတာပဲသမီးပညာရေးတို့လိုတန်လန်ဖြစ်မှာဆိုလို့ဒီလောက်ထိကြာသွားတာလေသူများတိုင်းပြည်မှာကြာမနေချင်ပါဘူးရှင်နေလည်းမနေနိုင်ပါဘူးမိဟာခက်ဆန်ပေမဲ့မြန်မာပဲကိုတိုင်းပြည်ကိုလွမ်းတာပေါ့သူများတိုင်းပြည်သွားနေရတာဆိုတာအောက်ကြနောက်ကြနိုင်လှပါတယ်ပျော်လည်းမပျော်ပါဘူးမိဟာဟိုတုန်းကတော့အနောက်တိုင်းကိုတိတ်ထင်ကြရပဲနော်ကျွန်တော်ကမိရဲ့အတိတ်ကိုပြန်တွေ့ရပြောလိုက်ဟုတ်ပါတယ်ကိုမြောင်ဟိုတုန်းကတော့မိဟာရှင်တို့ပြောတဲ့အနောက်တိုင်းရဲ့သမီးဖြိုတူပါဟိုတုန်းကတော့မိဟာမြန်မာပြည်အကြောင်းထက်ခေါမာတို့ရောမာတို့ကိုပိုသိတယ်ဥပုံညာထက်အက်ဖ်ဆန်နဲ့ဘားနဲ့ရှော်ကိုပိုသိတယ်ကိုဘွားတင်ထက်ကလကေဗဲလ်ကိုပိုကြိုက်တယ်လေဒီပန်နီတာဦးမောင်ကြီးထက်ဝါတက်စကော့ကိုပိုပြီးဆွဲလန့်တယ်မင်္ဂလာတုတ်ထက်တမချန်းစာကိုပိုပြီးနားလေကုံကုံပြောရရင်လာတော်မှနိုင်ငံခြားကလာမျိုးကိုမြန်မာပြည်ကလာထပ်ပိုပြီးပိုဝိုင်းတယ်လို့ထင်ခဲ့တယ်တော်တော်ရည်စရာကောင်းတယ်တော့ကိုမြောင်ကျွန်တော်ကခေါင်းကိုသာညှိပြ၏ဤနေရာ၌ကျွန်တော်သည်ကြားနာသူမဟုတ်လောမိသည်ဓမ္မဂတိကမဟုတ်လောစောစောကရှင်းတဲ့တွေ့တော့ကခေါမရီရောမာရီပြောသွားတယ်ကျမခေါမရီရောမာရီမပြောတာကြားပြီလေခုရှင်းတဲ့တွေ့တော့မှပဲဒီစကားတွေပြောတာပဲဘယ်လိုပဲပြောင်းနေဆိုပေမဲ့နည်းနည်းပါးပါးတော့ကြံသေးတယ်ပေါ့လေတဖြည်းဖြည်းမှပြောင်းမှာပေါ့မဟုတ်ဘူးလားမိကနှစ်ဖူးတို့ဝဲကြလာတော့စပင်အစကိုတိမ့်လိုက်သည်ဟိုတုန်းကကျမဟာခက်ဆန္ဒနဲ့ခင်မီတာကိုခွဲမသိဘူးလေ
အနောက်တိုင်းအမှုကျင့်ကိုအထင်ကြီးတယ်ခုလိုအသက်ကလေးလည်းရအတွေ့အကြုံကိုလည်းကြောဖြတ်ပြီးတဲ့နောက်ကြမှခေတ်ဆန္ဒနဲ့ခေတ်မီတာကိုခွဲသိလာတယ်ဘယ်လိုကွဲပြားပါသလဲခင်ဗျာခေတ်ဆန်နေဆိုတာအပေါ်ယံကိစ္စလေခေတ်မီရဲဆိုတာကအတွေးခေါ်ကိစ္စမဟုတ်ဘူးလားကိုမြောင်ကျမမြန်မာဆန်အောင်နေတယ်ဒါပေမဲ့ပြောင်းလဲနေတဲ့ကဘာကြီးနဲ့အညီခေတ်မီအောင်တွေးတယ်ခုတော့ကျမကခေတ်ဆန်တာနဲ့ခေတ်မီတာကိုခွဲခြားသိပြီဒါထက်မေရောသမီးနဲ့အတူလိုက်မနေဘူးလားမေကခေါင်းရမ်းပြ၍ရေလိုက်သည်ကျမမနေပါဘူးကျမကလွတ်လွတ်လပ်နေချင်တယ်ဘယ်သူ့အပေါ်မှာမှီခိုမနေချင်ဘူးအလုပ်ကောလုပ်သေးသလားကျမအိန္ဒိယကဆုလာတဲ့ငွေလေးနဲ့မာတင်ရိတ်တာမှာအင်္ဂလိပ်တစ်လုံးဝယ်လိုက်တယ်လေအဲ့ဒီအိမ်ကိုတက္ကသိုလ်ကျောင်းသူလေးတွေကိုပေါ်တာငှားထားတယ်ကျမက YWCA တို့ဘာတို့မှနေခဲ့ရတယ်မဟုတ်လားဒီတော့မိဝေးဖာဝေးနဲ့လာနေတဲ့မိန်းလေးတွေကိုမြင်တိတ်ကိုချင်းစားတယ်ဘော်ဒါတွေမှာစင်းမရှိကမ်းမရှိနေကြတော့အမျိုးသမီးလေးတွေအန်ဒီရဲ့တိတ်ကြီးတယ်ဒါကြောင့်ကျမ YWCA မှာနေခဲ့ရတော့ကသင်ခန်းစာတွေကိုထုတ်ပြီးကျမဘော်ဒါကြတော့စီကံကိုကောင်းကောင်းကင်ထားတယ်ကျမစနစ်ကိုသိအောင်ကိုမြအောင်ဘော်ဒါကိုတစ်ခါလောက်လာလဲပါလားကျမလည်းအဲ့ဒီမှာပဲနေတယ်မခင်စီလည်းကျမနဲ့အတူနေတယ်ခုသူကအစိုးရကတင်ထားတဲ့သာသနာပြုကျောင်းတစ်ကျောင်းမှာကျောင်းအောင်ဆရာမကြီးဖြစ်နေပြီလေဟုတ်ကဲ့ကျွန်တော်ကြုံတဲ့ခါလာလဲပါမယ်မေရှင်ကတော့ကျမကိုတိတ်အံ့ဩနေမှာပဲနော်မြန်မာပြည်ထဲကလူတွေနိုင်ငံခြားကိုအပြီးပိုင်းပြောင်းသွားကြထွက်အလုပ်လုပ်ကြတဲ့အချိန်မှာကျမတယောက်ကမြန်မာပြည်ထဲပြန်ဝင်လာတယ်ဆိုတော့ဟုတ်တယ်နည်းနည်းတော့စမ်းတယ်လို့ထင်တယ်ကျမနိုင်ငံခြားမှာတမိသက်သက်နေခဲ့ပြီလေခဏတစ်ဖြုတ်သာကောင်းတာပါရှင်ကြာနေတော့နဗီတွေကိုလွမ်းနာရဲ့တကြံကိုလွမ်းနာရဲ့ထမင်းကိုလွမ်းနာရဲ့တို့စူပေါင်းပြီးလွမ်းနာကြတာပဲနေလို့မပြောတော့ဘူးဆိုးဆိုးကောင်းကောင်းကိုမြေပေါ်မှာပဲမွေးပြီးကိုမြေပေါ်မှာပဲတည်ရတာကောင်းပါတယ်ကိုမြောင်ခေဆန္ဒထက်ခေမီရာကကောင်းပါတယ်ကဲစကားကောင်းနေလိုက်ကြတာအချိန်လည်းတော်တော်ကြာသွားပြီသွားအောင်ပါပဲစိုင်းဆရာကြီးတကုံတရားကိုတွေ့ရင်သာမယ်ရီမက်ဒရင်းအကြောင်းကိုရေးရင်ရှင်ပြန်ထမြောက်ခြင်းကိုမြင်ခဲ့ရတာကိုလည်းဆက်ရေးပါအောင်လို့ပြောလိုက်ပါရှင်ရွှေအိုရောင်မိသည်ထိုင်ရမှထား၏ကျွန်တော်လည်းထိုင်ရမှထားလိုက်သည်ကျွန်တော်သည်ကျွန်တော်အပားမှထွက်ခွာသွားသောရွှေအိုရောင်မိကိုငီးမောကြည့်ရွှင်ရင်ကြံရိတ်ခဲ့၏ခက်လန်းလန်းသို့ရောက်လျင်ရွှေအိုရောင်မိသည်တုံငနဲ့ရက်လိုက်၏အော်ပြောဖို့မေးနေတယ်လာတာရာချင်းအတူတူနိုင်ငံခြားကလာမင်းကြီးပို့သားပြီးပိုးဝိုင်းတယ်လို့ထင်နေမိမဟုတ်တော့ပါဘူးဆိုတာကိုတော့စိုင်းဆရာကြီးတကုံတရားကိုပြောပြအောင်ပြောလိုက်ပါနော်တွက်လက်ပေါ်ပါသောခြေလက်များဖြင့်ဆက်လျှောက်သွားသောရွှေအိုရောင်မီကိုကျွန်တော်ငေးမောကြည့်ရင်ကျန်ရစ်ခဲ့ပါ၏